မင်္ဂလာပါရှင်ဒီနေ့တော့စာပေချစ်သူတွေနဲ့အတူစိတ်ဝင်စားစရာဝတ္ထုတစ်ပုဒ်ထဲကအကြောင်းအရာတချို့ကိုဆွေးနွေးကြည့်ကြမယ်နော် ဟုတ်ကဲ့မင်္ဂလာပါ တက္ကသိုလ်ဘုံနိုင်ရဲ့လူတိုင်းရင်းနှီးပြီးသားသူငယ်ချင်းလိုပဲခေါ်မိခိုင်းဝတ္ထုတွေကကောက်နှုတ်ထက်တွေကိုအခြေခံပြီးတော့လေအဓိကဇက်ကြောင်းပြောသူရဲ့ဖြစ်စမ်းမှုတွေသူ့ဘဝအတွေ့အကြုံတွေနဲ့ခိုင်တဲ့တွဆက်ဆံရေးကိုနည်းနည်းရှန်ကြည့်ကြရအောင် အဲ့ဒါကောင်းတဲ့အစီအစဉ်ပါပဲဒီကောင်းမှုချက်တွေကဇက်ကြောင်းပြောသူရဲ့အတွင်းစိတ်ကိုဖော်ပြနေရဆိုတော့လေသူရဲ့အတွေ့အကြုံတွေခံစားချက်တွေအထူးသဖြင့်ခိုင်တဲ့သူ့ရဲ့ဆက်ဆံရေးဘယ်လောက်နဲ့နေတယ်ဆိုတာနောက်ပြီးတော့အဲ့ဒီခေတ်ရဲ့တမိုင်းနောက်ခံကဘယ်လိုရိုက်ခတ်ခဲ့လဲဆိုတာကိုပါကြည့်ဖို့အရေးကြီးပါတယ် ဟုတ်ကဲ့ဒါဆိုပထမဆုံးဇက်ကြောင်းပြောသူနဲ့ခိုင်သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးနဲ့နေဆက်လိုက်ရအောင်သူတို့ကိုလေတိရွက်နိရွက်ပေါင်းမှတရွက်ဖြစ်ရတဲ့နွဲလောက်ရွက်နဲ့ခိုင်းထားတာအဲ့တော့တော်တော်လေးအားကောင်းတဲ့ပုံဖော်မှုပဲနော် ဟုတ်ပါတယ်အင်မရနက်ဆိုင်နဲ့တန်ရုံးချင်းကိုပြတာပေါ့အဲ့လိုခိုင်မြဲမှုကိုပြတဲ့အသေးစိတ်အခြေဖြစ်လေးတွေအများကြီးပဲဥမာဝါလေတတိဝေစားတာမျိုး အင်း ပြီးတော့ခိုင်ကစံတရားတီးတင်ပေးတဲ့အချိန်လေးနောက်အရေးကြီးဆုံးတစ်ခုကတော့ရေကြီးတုန်းကခိုင်ကိုအသက်လွတ်ခဲ့တာပေါ့ အဲ့ဒီရေဘေးအဖြစ်ဖြစ်အဲ့ဒါကတော်တော်လေးထီထီမီမီဇက်အင်တီထားတာပဲ မှန်ပါတယ်အဲ့ဒီမှာခိုင်ရဲ့တုံ့ပြန်မှုလေးတွေဥမာရှက်သွေးဖြန်းသွားတာမျိုးတွေကသူတို့ကြားကနူးညံ့တဲ့တန်အိုးစင်ကိုပို့ပေါ်လွင်စေတယ်ဒါတွေအားလုံးကဇာတ်ကြောင့်ပြောသူရဲ့မှန်ရန်ထဲမှာဆွဲကြံနေမဲ့ခိုင်တန်တွေပေါ့ အဲ့ဒီရေဘေးမှာကက်တင်ခဲ့တဲ့အဖြစ်ကသူတို့ရဲ့တန်ရိုးစင်ကိုပို့ပြီးတော့ခိုင်မြဲသွားစေတာလားဒါမှမဟုတ်ဒီမျိုးပြောင်းလဲသွားစေတာလားဇက်ကြောင်းပြောသူဘလို့ခံစားရမထင်လဲ အဲ့ဒါကလီတစ်ဖက်မှာတော့ဆက်ဆံရေးကိုပို့ခိုင်မာသွားစေတယ်ဒါပေမဲ့တစ်ချိန်တည်းမှာပဲဘဝရဲ့မတည်မြဲမှုကြမ်းတမ်းမှုကိုပါသူတတိပြုမိသွားစေတယ်အမတ်တရားလို့ဆိုနိုင်တယ်ဟိုဟာကဲရဆိုတဲ့လောက်ရမှာတာဝန်ယူမှုပါလာတယ်စိုးရိမ်မှုပါလာတယ်ဆိုတော့သူတို့ဆက်ဆံရေးကရိုးရိုးတငယ်ချင်းထက်ပိုနဲ့သွားတယ်လို့ဇာကြောင်းပြောသူခံစားမိနိုင်တာပေါ့ ဟုတ်ကဲ့သူတို့ညောင်းရဲ့ပုံကိုယ်ရေးဆက်ဆံရေးတွေမဟုတ်ဘဲနဲ့မိသားစုနောက်ခံကြောင်းတွေပြီးတော့အဲ့ဒီခေတ်ရဲ့အခြေအနေတွေကလည်းသူ့ဘဝအမြင်ကိုပုံဖော်ပြခဲ့ပုံပဲနော်ဖခင်ဆရာဝန်ကြီးနဲ့အကိုကူကူသူတို့ကြားကနိုင်ငံရေးသဘောထားကွဲလွဲမှုတွေ အဲ့ဒါကတော်တော်ရေးပါတယ်အထူးသဖြင့်ဂျပန်ခေတ်တော်လန်ရေးကာလာကတင်းမာမှုတွေပေါ့ ဟုတ်တဲ့အဲ့ဒီတင်းမာမှုတွေကဇက်ကြောင်းပြောသူကလေးဘဝပေါ်ဘလို့ရိုက်ခတ်ခဲ့မလဲ တော်တော်လေးကြီးမားတဲ့ရိုက်ခတ်မှုရှိခဲ့မှာပါတစ်ဖက်မှာဖခင်ဖြစ်သူရဲ့အေးချမ်းမှုကိုလိုလားတဲ့သဘောထားနောက်တစ်ဖက်မှာအကိုကူကူရဲ့တက်ကြွတဲ့တော်လန်ရေးစိတ်ဓာတ်နဲ့စွန့်စားမှုတွေဒီနှစ်ခုကြားမှာသူကမြင်နေရတာကို ဟုတ်ပါ ကူကူရဲ့လှုပ်ရှားမှုတွေအဖမ်းခံရတာတွေတောခိုသွားတာနောက်စစ်ကြောင့်ထွက်ပြေးရတာတွေကသူ့ရဲ့အေးချမ်းတဲ့ကလေးဘဝကိုအနောက်ရှက်ပေးခဲ့တယ်ကြွေးကြော်တန်နေလေတော်လန်ရဲ့အောင်ရမည်ဆိုတာမျိုး ဟုတ် အဲ့ဒါတွေကသူ့အတွက်စိတ်အလှရှားစရာဖြစ်နိုင်တယ်လို့တစ်ဖက်မှာလည်းမိသားစုပြိုကွဲနိုင်မဲ့အရေးအယောင်တွေဖြစ်နေခဲ့တယ်ဆိုတော့ဘဝဆိုတာကိုထိန်းချုပ်လို့မရတဲ့ပြင်ပအင်အားစုရဲ့လွှမ်းမိုးမှုအောက်မှာရှိနေတတ်တယ်ဆိုတဲ့သင်ခန်းစာကိုသူစောစောစီစီရလိုက်တယ်လို့ပဲ ဟုတ်ကဲ့သူတို့မိသားစုတင်မကဘူးတခြားဆက်ကောင်တွေလည်းပါသေးတယ်နော်မြိုင်နုလိုင်နီတန်းအေးတို့လိုတငယ်ချင်းတွေပြီးတော့အတော်လေးတော်ပို့ ဟုတ်ကဲ့ အတော်လေးရဲ့အခန်းကဏ္ဍအထူးသဖြင့်သူပြောပြတဲ့ဥသောစားငတ်ပုံမြင်လေအဲ့ဒါကဒီဇက်ကြောင်းနဲ့ဘလို့ဆက်ဆက်နေတယ်လို့သုံးသပ်လို့ရမလားရှင် အဲ့ဒီဦးတော်ဆန်းငတ်ပုံပင်အဲ့ဒါကလေသူတစ်ပါးရဲ့နေရာကိုအလွဲသုံးစားလုပ်တဲ့သဘောကိုပြောတာပေါ့ဒီဝတ္ထုကောင်းထုတ်ချက်နဲ့တိုက်ရိုက်ကြီးဆက်ဆံနေတယ်လို့ဆိုလိုတာမဟုတ်ပေမဲ့ဆက်ဆံရေးရဲ့ရှုပ်ထွေးမှုတခါလေဖြစ်တတ်တဲ့နေရာလူတာမျိုးဒါမှမဟုတ်မမျိုးလင်းပဲသူစိန်တရားကကို့ဘွားတဲ့အရေးပါတဲ့နေရာကနေဝင်လာနိုင်တဲ့သဘောမျိုးတွေကိုအရေးအမြတ်ပြနေတယ်လားလို့တွေးเสียရှိတာပေါ့ ဆိုတော့ဒါကလူဆက်ဆံရေးရဲ့ကြိုခတ်မှတ်လို့များတဲ့သဘောမတီးမြဲတဲ့သဘောကိုတတိပေးနေတယ်လို့ဖြစ်နေမှာပေါ့နော် ဟုတ်ပါတယ်ဇာတ်ကြောင်ပြောသူအတွက်တော့အဲ့ဒီလိုသင်ခန်းစာမျိုးပုံမြင်လေးကနေရသွားနိုင်ပါတယ် ဒါဆိုရင်ဒီကောက်နှုတ်ချက်တွေကနေဇက်ကြောင်းပြောသူရလိုက်တဲ့အဓိကဘဝသင်ခန်းစာတွေကိုပြန်ပြီးခြုံငုံကြည့်ရအောင်ခိုင်နဲ့သူ့ရဲ့အဲ့ဒီလောက်ခိုင်မာတဲ့ထင်ရတဲ့တန်ရောစင်ကနေမိသားစုတွေကနိုင်ငံရေးကြရက်ဒီစစ်ရဲ့တန်ဒီအထိပေါ့သူ့ဘာတွေကိုနားလေသဘောပေါက်သွားခဲ့လေ အဓိကကတော့လေဘယ်လောက်ပဲခိုင်မာတယ်လို့ထင်ရတဲ့ဆက်ဆံရေးမျိုးမဆိုပြင်ပအခြေအနေတွေအချင်းကာလတွေကြောင့်ပြောင်းလဲသွားနိုင်တယ်ဆိုတဲ့အချက်ပဲပေါ့မေတ္တာနဲ့တန်ရုံစင်ဆိုတာလှပသလိုတခါလေရှုပ်ထွေးတဲ့နာကျင်စရာလည်းဖြစ်နိုင်တယ် ဟုတ်ကဲ့ နောက်ပြီးတော့ဘဝရဲ့မတည်မြဲမှုပေါ့ဘာပေါ့ကြိုးကျမှန်းဆလို့မရဘူးအခြေအနေတွေကအမြဲကြောင်းလဲနေတယ်ဆိုတာကိုသူလက်ခံလာရပုံပဲဒါပေမဲ့တစ်ဖက်မှာလည်းအဲ့ဒီအဖြစ်ပြက်တွေအမတ်တရားတွေကိုယ်တိုင်ကပဲလူငယ်ဘဝရဲ့အင်မတန်တန်ဖိုးရှိတဲ့အစိပ်ပိုင်းတွေဖြစ်နေပြန်ရော
ဟုတ်ပါတယ်ကောင်းနှုတ်ချက်တွေရဲ့အဆုံးသတ်ပိုင်းမှာကြည့်ရင်ဇက်ကြောင်းပြောသူကခိုင်တဲ့သူ့ရဲ့ဆက်ဆံရေးဘလို့ဆက်ဖြစ်မလဲဘလို့အဆုံးသတ်သွားမလဲဆိုတာကိုမသေးချာမရမှုလေနဲ့ကြံခဲ့ပုံရတယ်ဒါကပဲဘဝရဲ့မြေချင်းကိုသူလက်ခံနိုင်ဖို့တွားပေးလိုက်တယ်လို့မျိုးဖြစ်မလား အဲ့ဒီမတေးချမရေရာမှုကပဲဒီကောင်းနှုတ်ချက်တွေကိုပို့ပြီးအသက်ဝင်စေတာပါအဲ့ဒါနဲ့ပတ်သက်ပြီးနောက်ဆုံးအနေနဲ့စဉ်းစားစရာလေးထူလောင်ထုံနှုတ်ပြချင်ပါတယ်။ဝတ္ထုရဲ့ခေါင်းစဉ်တူငယ်ချင်းလိုပဲခိုးမိခိုင်းဆိုတာကလေဒီကောင်းနှုတ်ချက်ဒီမှာတွေ့ရတယ်သူတို့ညောက်ရဲ့တော်တော်လေးနည်းနည်းရှုပ်ထွေးရဲ့တခါလေလေတူငယ်ချင်းဆိုတာထက်ပိုနေတလားတော့တောင်ထင်ရတဲ့ဆက်ဆံရေးကိုဘယ်တိုင်းတာဒီအယောင်ပင်ဟတ်နေပါတယ်လေ ဟုတ်ကဲ့စဉ်းစားစရာပဲ ပြီးတော့တမိုင်းအဖြစ်ပြက်ကြီးတယ်နိုင်ငံရေးအခြေအနေတွေကစကြောင်းပြောသူလို့တာမန်လူလူဦးချင်းစီရဲ့ဘဝနဲ့အတွင်းစစ်ခန်းစားချက်တွေကိုဘယ်လောက်ထိပုံထွင်းပြောင်းလဲပြနိုင်တယ်လဲဒီဖြတ်တန်းခဲ့ရတဲ့အမတ်တရားတွေကသူ့အတွက်ဘလို့တင်ကန်းစာတွေအဖြစ်ထာဝရကြံရခဲ့မလဲအဲ့ဒါလေးတွေဆက်ပြီးတွေးကြည့်ဖို့ကောင်းပါတယ် ဒီနေ့ဆွေးနွေးပေးတာဂျေဇူးအများကြီးတင်ပါတယ်ရှင်နားဆင်သူရဲ့လည်းဇက်ကြောင်းပြောသူရဲ့ခံစားချက်တွေသူ့ရဲ့အတွေ့အကြုံနဲ့ရတဲ့သင်ခန်းစာတွေကိုတစုံတရာခံစားနားလည်သွားမယ်လို့မျှော်လင့်ပါတယ် ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်